လွန်ခဲ့တဲ့ဒီတရက်နဲ့အတွင်းမှာတော့ထိုင်းနိုင်ငံမှာဖြစ်သွားတဲ့ဒီအမှုခင်းတစ်ခုကျွန်တော်လာရှင်းပြအောင်တော့ဘာဖြစ်လို့ကျွန်တော်လာရှင်းပြတယ်လဲဆိုတော့ဒီလေးလာတင်ယူစရာတွေအများကြီးရှိတဲ့အတွက်မို့လို့ပေါ့နော်ပြီးတော့ဒုမြန်မာနိုင်ငံသားတွေလည်းဒီထိုင်းနိုင်ငံမှာနေရင်နေထိုင်သွားလာဘလို့ပစ္စည်းဥစ္စာကိုထိန်းသိမ်းရမလဲဆိုတာပေါ့နော်ကျွန်တော်အခုဒီသတင်းကိုကြည့်ပြီးတော့ကျွန်တော်လာပြောပြတာပေါ့နော်ဒီသတင်းကလွန်ခဲ့တဲ့ဒီတရက်နဲ့မှာဖြစ်သွားတဲ့အဖြစ်ပြက်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကအဖွားကိုတယောက်နဲ့ဒီစံကဲကယ်ရီတက်စီတမားတယောက်နဲ့ပေါ့နော်အဖွားဦးကပထမဆုံးအဖွားဦးကပတ်စံတော့ရှိတယ်ပတ်စံရှိမလားဘန်မှာတော့အဲ့ဒါပေါ့နော်အဲ့တဲ့ခါကျတော့အဖွားဦးကဒီသူတွာလာနေတဲ့အချိန်မှာစံကဲကယ်ရီတယောက်သူကငားတယ်ငါတော့အဲ့ဒီကယ်လီသမားကိုသူနဲ့ခင်မြင်သွားတော့ပေါ့နော်စံတထုံးမဲ့ရွှေတော့ဝဲမဲ့အဲ့ဒီစံကဲသမားကိုပဲဖုန်းထိုးပြီးတော့ခေါ်တော့ပေါ့နော်လာကြုတ်ခိုင်းတော့ပေါ့နော်ဖုန်းနံပါတ်တွေပေးထားတော့ဖုန်းနံပါတ်ပေးထားတဲ့ကြောင့်မို့အဖွားကဟိုသွားမယ်ဒီသွားမယ်ဆိုသူ့ကိုပဲဖုန်းဆက်ပြီးခေါ်တော့ပေါ့နော်ကဲအဲ့လိုမျိုးနေသွားရင်လည်းနည်းနည်းပြည့်သွားတဲ့အခါကျတော့ပေါ့နော်အဖွားကဘန်မှာပတ်စံထုတ်တယ်အဒီနဲ့ဘတ်နှစ်သိန်းပတ်စံထုတ်ပြီးတော့ပြန်လာတော့အဖွားခရီးတစ်ခုထွက်မလို့ဆိုပြီးတော့အဲ့ဒီစံကဲသမားကိုဖုန်းဆက်ခေါ်တော့ပေါ့နော်အဲ့ဒီသူတွားမဲ့ခရီးကလည်းသူရွှဲကျိုးအကုန်ကြီးတတ်ထားသူ့ရဲ့လက်ပြင်မှာတတ်ထားတယ်ပြီးတော့ပတ်စံငွေ2သိန်းပေါ့နော်ပြီးတော့အဲ့ဒီစံကဲသမားကိုသူဖုန်းဆက်ခေါ်တယ်သူ့ဒီနားကိုလိုက်ပို့ပေးပါလို့သူဖုန်းဆက်သွားတယ်ပေါ့ဖုန်းဆက်သွားလိုက်တဲ့အခါမှာအဲ့ဒီစံကဲသမားကတော့လာကြိုတယ်ဘာလာကြိုတော့သွားတဲ့အခါမှာကျတော့ကိုခင်မြင်သွားတဲ့လူလည်းဖြစ်သွားတယ်ပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မို့အဖွားကပတ်စံဘယ်လောက်ရှိတယ်လဲတပြောပြရတယ်ပေါ့နော်ပြီးတော့အဖွားလက်ပြင်မှာပါတဲ့ရွှေတွေကိုလည်းအဲ့ဒီစံကဲသမားကတမက်မော်တယ်ပြီးတော့ပတ်စံပါတယ်ဆိုတော့လောဘစိတ်တအားကြီးတက်တယ်ပေါ့နော်လောဘစိတ်တအားကြီးတက်တော့အဖွားကိုသူပို့မဲ့ခရီးကိုမပို့ဘဲနဲ့အဖွားကိုသူကြံလိုက်တဲ့အခါကျတော့အဖွားအသက်မရှိတော့ပေါ့နော်အဖွားရဲ့အသက်အန်ဒီရောက်သွားနိုင်တဲ့အထီအောင်သူလှုပ်သွားတော့ပေါ့လှုပ်သွားလိုက်တဲ့အခါကျတော့အဖွားကိုဒီခုနအဲ့တဲ့ကိုအဖွားကိုထည့်ပြီးတော့ခြီပြီးတော့ပြစ်ထုတ်လိုက်တော့ပြစ်ထုတ်တော့အဖွားရဲ့သားသမီးကအဖွားကိုလိုက်ရှာတော့လိုက်ရှာနေတဲ့အခါကျတော့အဖွားကိုမတွေ့လို့ဆိုပလိတ်ရုံးမှာတတိုင်တယ်ပလိတ်ရုံးတတိုင်ပလိတ်ပြောတယ်24နာရီလို့24နာရီမပြည့်တဲ့အတွက်ဒီတိုင်ကြားမှုကိုလက်မခံသေးဘူးနော်24နာရီပြည့်မှပတာပြီလေလက်ခံပေါ့လက်ခံပြီးတော့လိုက်ရှာပြီးတော့ပေါ့နော်နောက်တော့24နာရီလည်းပြည့်တော့အဖွားလည်းပုံမလာအောင်ဆိုတော့အဲ့ဒါနဲ့ပလိတ်ကိုသူနောက်တစ်ခေါက်တော့တိုင်တယ်မသိဘူးတော့တိုင်တော့ပလိတ်တွေလိုက်ရှာတော့ပေါ့လိုက်ရှာတော့အဖွားအသက်မရှိတော့ဘူးလို့တွေးနေတာပေါ့နော်ဒီကောင်အဲ့ထဲမှာသူပစ်ထားတဲ့နေရာကိုဒီပလိတ်တွေလည်းအမှုခင်းရှာထောက်လန်းတော့ပေါ့နော်ထောက်လန်းတဲ့အခါကျတော့နောက်ဆုံးအဖွားထွက်လာတဲ့နေ့ဘဒူနဲ့ထွက်သွားတယ်ဆိုအဲ့ဒီဆန်ကဲသမားနဲ့ထွက်သွားတယ်ပြီးတော့အဲ့ဒီဆန်ကဲသမားနဲ့ထွက်သွားတဲ့နေရာ CCTV မှာတွေ့ရတာပေါ့နော်တွေ့ရတဲ့အခါကျတော့အဲ့ဒါနဲ့တွေ့ရတဲ့အခါကျတော့အဲ့ဒီစံကဲကယ်လီသမားကိုတော့မတင်ငါဖြစ်တော့မှပလိတ်ဖြစ်လိုက်တဲ့အချိန်မှာတော့အဲ့ဒီစံကဲကယ်လီသမားကတော့သူပြေးသွားတော့မှလွတ်အောင်သူပြေးသွားတယ်အဝေးသူပဲနားပြေးလည်းမသိသူပြေးတော့ပလိတ်တွေကလည်းတိရတိုင်းပဲထိုင်းပလိတ်တွေတအားကြီးတော်တယ်လိုက်တဲ့နေရာမှာဒီအမှုခင်းတွေလောက်တဲ့နေရာမှာတအားကြီးတော်တဲ့ပလိတ်တွေရှိတယ်ပေါ့နော်တပုံတရက်တော့မပြေးပေါ့နော်လိုက်တာသူ့ကိုလိုက်လို့မိသွားတော့ပေါ့နော်သူ့ကိုဖမ်းမိသွားတာဘယ်မြို့မှလည်းမသိကျွန်တော်ခေါ်မတာတော့ထိုင်းနိုင်ငံမြို့ပေါ့နော်ဘယ်မြို့မှလည်းမသိသူ့ကိုဖမ်းမိတော့သူ့ကိုမေးတော့ပေါ့နော်ဒါနေလောက်တော့ तू လက်မခံအောင်သူ့ကိုတက်သေးနဲ့ကင်မရာနဲ့ပြတယ်လူအကြောင်းကျိုးပြောပြတော့မှ तू ကလက်ခံတော့သူ့ကိုမေးတယ်ဘာကြောင့်ဒီလိုလောက်ရလဲဆိုတော့ तू ကအဲ့ဆိုင်ကယ်လီသမား तू ပြောတော့ပေါ့နော်သူ့ရဲ့သားသမီးကကြောင်တက်ဖို့ပတ်စံမရှိလို့တဲ့ပတ်စံလိုလို့ကြောင်စိတွေလိုလို့ဆိုပြီးတော့ तू ဒီလိုလောက်ရတာပေါ့လောက်ရတယ်ဆိုပြီးတော့ပလေးကို तू ရှင်းပြတာပေါ့နော်ရှင်းပြတဲ့အခါကျတော့ပလေးကလည်းနားထောင်တော့ပေါ့နော်နားထောင်တော့ဒီပြန်ပြောပြတော့ပေါ့နော်ဒီသတင်းထောက်တွေသတင်းပြန်ပြေးတော့သတင်းတွေလွှင့်အောင်အများကြီး तू သိအောင်အဲ့ဒါသူအဲ့လိုမျိုးလောက်ရတာပေါ့နော်အဲ့ဒါကျန်တဲ့သူရဲ့ရောကလည်းကြီးလိုက်ရင်လည်းအဖွားလည်းယုံကြည်တော့အဲ့ဒါမို့ကျွန်တော်ပြောချင်တာတော့လူကိုယဉ်နေတဲ့လူဖြစ်ပါဖြစ်ပေါ့နော်ယုံကြည်မှု100%မထားပါနဲ့90%လောက်ပဲထားပါကိုကသမ ्या နိုင်ငံမှာလာနေတယ်ထိုင်းနိုင်ငံမှာလာနေတယ်ဆိုရင်ပေါ့နော်ကိုမှရှိတဲ့ပစ္စည်းတွေမထုတ်ကြွားပါနဲ့မပြောပါနဲ့ကိုမှဆွေကျိုးရှိရင်တော့မဟုတ်ပါနဲ့တင်ပဲတင်ထားပေါ့နော်ဖြစ်နိုင်ပတ်စံဗန်ထဲမှာပဲထားသေးချင်တယ်အခန်းနေငားနေရတဲ့အမျိုးတွေဆိုရင်ပေါ့နော်ခဏပစ္စည်းပြောက်လို့ကြားဘူးနော်ဒီပတ်စံလို့ရွှေလို့ခဏကြားရတယ်ပေါ့နော်အဲကျွန်တော်ဗန်ထဲမှာတိုင်းတာလုံးကြုံဆုံးပြီးတော့မကြွားတာအကောင်းဆုံးဒီလောကလူသားရဲ့တဘာဝတွေကိုကောင်းစားရင်လည်းမနာလို့ဘူးပြီးတော့လူတွေရဲ့တဘာဝပေါ့နော်သူတို့ကောင်းစားလဲကိုမခေါ်ဘူးကိုကောင်းစားရင်လည်းသူတို့မကြိုက်ပေါ့နော်အဲဒါကြောင့်မို့သူတို့ကိုမနာလို့မကြိုက်တဲ့စိတ်တွေရှိနေမယ်ဆိုရင်ကိုဘာပဲလို့သူတို့အပြစ်ပဲမြင်ပေါ့နော်အပြစ်မြင်တော့မကအခက်မသိရင်သူတို့ကစိတ်ကောင်းလုံးကောင်းမရှိတော့ပုံကိုဆိုကိုအသက်အန္တရာယ်ပေးလာနိုင်တယ်ပေါ့နော်အဲကြောင့်မို့အင်မတန်သတိထားဖို့ကောင်းတယ်အခုပဲခရီးပဲတစ်ထွက်ပေါ့နော်ကိုနိုင်ငံမဟုတ်တဲ့အတွက်တတိဝိရိယနဲ့နေစီချင်တယ်ဘာဖြစ်လဲဆိုတော့ကိုရဲ့အသက်လုံခြုံမှုရဲ့ကိုရဲ့စီးစိမ်ဥစ္စာလုံခြုံမှုရဲ့အဲ့ဒါတွေလည်းအဓိကပေါ့နော်ဘာဖြစ်လို့အဓိကလဲဆိုတော့ပတ်စံမရှိလို့ကိုကစီရင်လို့အခြားနိုင်ငံကိုပတ်စံမများရအောင်ဆိုပြီးတော့အလုပ်တော့ပေါ့နော်ပြမပန်းခက်ခဲနဲ့အဲ့ဒါကြောင့်မို့မကြွားပါနဲ့ဥစ္စာတွေရှိရင်ပေါ့နော်မပြောပါနဲ့တိတော့လို့ရှိရင်တော့ထားလဲပေါ့နော်တကယ်လို့မတိတာအကောင်းဆုံးပေါ့နော်ရှောင်းတာအကောင်းဆုံးရွာပြန်တဲ့တနေ့ကျမှအဆင်ပြေမှအဲ့ဒါမှကြွားချင်ကြွားပေါ့နော်ပြောပြတာကိုရဲ့ရက်ရွာစေ